အားလုံးအဆင်ပြေသွားပြီးကျေးဇူးပဲပြန်ထွက်သွားချိန်မှာသူတို့ကကျွန်တော်လက်မောင်းပေါ်ကအမတ်ကိုမတော်တဆတွေ့သွားကြတယ်။ငါးကနေ320တဲ့တကယ်မယုံနိုင်စရာပဲအဲ့ဒီအချိန်မှာပဲဝီလိုရောက်လာတယ်။သူမရဲ့ဘားပြင်တွေကအနှဲငယ်နေနေတယ်။သူမနီးလာတဲ့အခါရှယ်တိုရဲ့တွေးနီရောင်မျက်လုံးတွေကအေးဆက်စွာသူမကိုစိုက်ကြည့်လိုက်တော့ဝီလိုကရေခဲတွင်းနဲ့ပြစ်ချခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးခြေထောက်တွေတောင်အားပြော့သွားပါတယ်။ကျွန်တော်ကတော့သူမကိုတောင်ပြန်မကြည့်ရဘူး။သူမရဲ့ချိုတာတဲ့လှည့်စားမှုတွေပြန်ကျသွားမလားဆိုပြီးကြောက်နေလို့ပါကျွန်တော်ကူလဲကိုပြန်ဝင်သွားပြီးရှယ်တိုကိုဆက်စားခိုင်းလိုက်တယ်ပို့ပြီးအားကောင်းလာဖို့ပေါ့ရှယ်တိုကမိစ္ဆာအားလုံးကိုစားပြီးသွားတဲ့အချိန်မှာစွမ်းရည်အိမ်အောင်တစ်ခုကသူ့ကိုဖုံးအုပ်သွားတယ်ဒီတစ်ခေါက် evolution ကအရင် beast king အဆင့်ထက်တိတိတတ်တာပုံမြင့်နေတဲ့ဒါခင်မှာပဲချွန်ထက်တဲ့လက်သေးတစ်စုံကအိမ်အောင်ကိုဖောက်ခွဲလိုက်တဲ့ shadow ရဲ့အမွှေးတွေကနှက်ပြရောင်ပြောင်းသွားပြီးဂုံတိတ်ခါရှိတဲ့အေးဆက်မှုတစ်မျိုးထွက်ပေါ်နေတယ်သူကစကေးအစ်စ်တွေရလာတဲ့ intimidate နဲ့မီတောက်တဲလန်တောင်အဆင့်တက်သွားပြီးအားလုံးကလုံးဝပြောင်းလဲသွားခဲ့တဲ့ကောလိပ်စံတက်ပွဲပြီးဖို့တနာရီပဲကျွန်တော်တဲ့အချိန်ကျွန်တော် shadow ကိုစီးပြီးတခြား monster ခံတက်တွေကိုလိုက်ရှာတော့တယ်10မိနစ်လောက်ကြာပြီး shadow နဲ့ကျွန်တော်နောက်ထပ် boss နယ်မြေတစ်ခုကိုရောက်သွားတယ် level 15တစ်ပင်ပြင်ကျွန်တော်အဲ့ဒီစီကိုဥတီသွားတာကိုအပြင်ကအကြောင်းကြီးမေဆန်ကကြည့်ပြီးမျက်မှောင်ကျုပ်သွားတယ်သူသိတယ်တစ်ပင်ပြင်ရဲ့သွေးနဲ့တိုက်ခိုက်နိုင်တဲ့စွမ်းရည်က troll တွေထက်နှစ်ဆကျော်တယ်ဒါပေမဲ့ကျွန်တော်က level 9ပဲရှိသေးတယ်ဒီလောက်ပါဝါကွာဟချက်ကိုဖျက်ကျော်နိုင်တာနိုင်ငံတစ်ခုလုံးမှာတော့တတန်းမှတယောက်ပဲရှိနိုင်တာတန်ကီလွန်ရဲ့ရှုံမြေတဲ့ခြေချလိုက်တာနဲ့တစ်ပင်တွေကတွေးနီရောင်မျက်လုံးတွေဖွင့်လာပြီးသူတို့ရဲ့ပင်စီတစ်လျှောက်ကြီးမားတဲ့ပါးစပ်တွေပွင့်လာတယ်အမြင့်တွေကိုဆွဲဖြုတ်ပြီးအကိုင်းတွေကကျွန်တော်စီထိုးဝင်လာတယ်ကျွန်တော်မကြောက်ဘူးရှေ့တူးပြေးဝင်ပြီးစက်တက်ထဲကဓာတ်ကိုတစ်ချက်တည်းဆွဲထုတ်လိုက်ပြီးမျက်တောင်ခတ်တွင်းမှာပဲငါးချက်တီတီခုတ်လိုက်ပြီးမျက်လုံးလိုပုံရိပ်တွေတောင်ကျန်နေတယ်အကိုင်းတွေမြေကြီးပေါ်ပြုတ်ကျသွားတယ်အားလုံးဖြတ်တောက်ခံထားရတယ်ကျွန်တော်မျက်လုံးတွေအေးဆက်သွားတယ်ခြေလန်းသုံးလန်းနဲ့ triangle နားကပ်သွားပြီးဓာတ်ကိုသူ့ရဲ့အကွဲနေတဲ့ပါးစပ်ထဲတိုက်ရိုက်ထိုးသွင်းလိုက်တယ်တည်ရည်တွေပေါက်ထွက်လာပြီး triangle ရဲ့အတူဘာကသူ့မြဖြစ်သွားတယ်သူမြေကြီးပေါ်လဲကျသွားတာကိုအနီးက triangle တွေကသူတို့အမျိုးအစားတည်သွားတာမြင်ပြီးဒေါသတကြီးဟိန်းဟောက်လာတော့ shadow ကဒေါသတကြီးပြန်ဟိန်းလိုက်ပြီးအနီးဆုံး triangle ကိုလက်တစ်ချက်နဲ့ဆုပ်ဖြတ်ပစ်လိုက်တယ်ပြီးတော့အနက်ရောင်မီတောက်တွေကသူ့ခန္ဓာကိုယ်ထဲကပေါက်ကွဲထွက်လာပြီးတခြား triangle တွေစီကူးဆက်သွားတယ်သူတို့ကကြောက်ရွံ့စွာအော်ဟစ်နေကြတယ်ဒါပေမဲ့ဘလောက်ပဲရုန်းကန်အဲ့ဒီအနက်ရောင်မီကိုမငိမ့်နိုင်ဘူးအသက်ဆွမ်းအားကိုကိုက်စားပြီးလောင်ကျွမ်းတဲ့မီတောက်တွေကျွန်တော်တောင်အနှဲငယ်အံ့ဩသွားတယ် shadow ရဲ့မီတောက်ခုံတက်တိကတကယ်ယူလောက်အောင်အားကြီးတယ်မကြခင်မှာ triangle တွေအားလုံးမီကိုဖြစ်သွားတယ်အနက်ရောင်မီတောက်တွေက shadow ရဲ့ခန္ဓာကိုယ်ထဲပြန်ဝင်သွားတယ်ဒီမီတောက်ဖက်လက်တီကြောင့် shadow ကစားဖို့တောင်မလိုတော့ဘူးစွမ်းအင်ကိုဓာတ်ရိုက်ဆုပ်ယူနိုင်သွားပြီးခဏလေးတွင်းမှာပဲ shadow နဲ့ကျွန်တော်နှစ်ယောက်လုံး level တက်သွားတော့ကျွန်တော်စကူက9210ထိတက်သွားပါပြီရုတ်တရက်မြေကြီးပေါက်ကွဲသွားပြီးလက်မောင်းလောက်ထူတဲ့ရွှေရောင်ကိုင်းတွေကကျွန်တော်တို့ကိုလေပင်းညစ်ဖို့ထိုးထွက်လာတဲ့အဝေးကနေဒေါသတကြီးဟိမ့်တန်ကြီးထွက်လာတဲ့ triangle ရာချီက100မီတာမြင့်တဲ့တစ်ပင်ဖရင်ကြီးကိုဝန်းရံလိုက်ပြီးဖြည်းဖြည်းချင်းပေါ်ထွက်လာတဲ့ကျွန်တော်တိတ်တဆိတ်နောက်တလန်ဆုပ်လိုက်တယ်အခုကျွန်တော်စတက်အားလုံး90ကျော်နေပြီဆိုပေမဲ့အဲ့ဒီကောင်နဲ့ရင်ဆိုင်ရင်တည်သွားနိုင်တာပေါ့ကိုကန်တက်ချက်ကိုကိုသိတယ် shadow သူတို့ကိုတွားရှင်းလိုက်အားကြီးတဲ့ရန်သူတွေကဆမ်မွန်နာအတွက်ပဲ shadow ရဲ့မျက်လုံးတွေကရက်ဆက်တဲ့အလင်းရောင်တောက်လာပြီးအနက်ရောင်မီတောက်တွေခန္ဓာကိုယ်တစ်လျှောက်လောင်ကျွမ်းလာပြီးသူ့အပြင်းဆုံးပုံစံနဲ့တစ်ပင်ဖရင်စီဓာတ်ရိုက်ပြေးဝင်သွားတဲ့အနက်ရောင်တွေကလမ်းကြောင်းပေါ်ကအရာအလုံးကိုကိုက်စားနေတယ်triangle တွေနာကျင်စွာအော်ဟစ်နေကြတယ်ကျွန်တော်လည်းအခွင့်အရေးယူပြီးရှီတိုးသွားက fishing blow တွေစက်တိုက်ပေးတယ်တကောင်ပြီးတကောင်လဲကျသွားတာကိုကြည့်နေတယ်တစ်ပင်ဘရင်ကဟိမ့်တန်ရှည်ကြီးထုတ်လိုက်ပြီးမရေမတွက်နိုင်တဲ့ရွှေရောင်ကိုင်းတွေ shadow စီထိုးဆိုင်လာတယ်ဒါပေမဲ့ shadow ကကာကွယ်ရေးကိုလုံးဝဂရုမစိုက်ပဲတစ်ပင်ဘရင်ရဲ့အဓိကခန္ဓာကိုယ်စီယူသွတ်စွာတိုက်ဝင်သွားတဲ့ shadow ရဲ့ချွန်ထက်တဲ့လက်သေးတွေကအနက်ရောင်လင်းတောက်လာပြီးတစ်ပင်ဘရင်ကိုရက်ဆက်စွာခုတ်ချလိုက်တော့တစ်ခေါက်တွေပြုတ်ကျသွားအားတဲ့တစ်ပင်ဘရင်ရဲ့မျက်နှာကဒေါသကြောင့်ရှုံးမဲ့သွားပြီးအကိုင်းအလုံးက shadow ကိုထောင်ပေါင်းစုံကနေထိုးဆိုင်လာတယ်ဒါပေမဲ့ shadow ကသူ့ရဲ့ခန္ဓာကိုယ်ခန္ဓာရည်ကိုအာကိုပြီးဒဏ်ရာနဲ့ဒဏ်ရာလဲလှယ်နေတဲ့အနက်ရောင်မီတွေကဖြည်းဖြည်းချင်းပေါ်တက်လာပြီးတစ်ပင်ပရင်ရဲ့မျက်လုံးတွေကြောက်ရွံ့မှုနဲ့ပြည့်လာတယ်သူ့သက်ဆွမ်းအားတဖြည်းဖြည်းကိုက်စားခံနေရတာကိုခံစားမိနေတဲ့တစ်ပင်ပရင်ကကြောက်သွားပြီးထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ shadow ကဟိမ့်လိုက်တဲ့အခါအနက်ရောင်မီတွေကတန်ကြိုးလိုပတ်သွားပြီးသူ့ကိုနေရာမှာတင်ချုပ်နှောင်ထားလိုက်တဲ့ shadow ရဲ့တိုက်ခိုက်မှုတွေပိုပြီးရက်ဆက်လာတဲ့အကူလာတဲ့ရန်နဲ့သူ့အသင်းဖော်3ယောက်ကအံ့အားသင့်စွာမျိုးချလိုက်ကြတယ် level 15စက္ကန့်တိုင်းရတစ်ပင်ပရင်တကောင်ကအပြတ်သက်ဖိနှိပ်ခံနေရတယ်သူတို့ကိုတွေ့တော့ကျွန်တော်လည်းအံ့ဩသွားတယ်အဲ့ဒီနောက်ပောက်ကွဲတန်ကြီးတဲ့ခုထွက်လာပြီးတစ်ပင်ပရင်မြေကြီးပေါ်လဲကျသွားတယ်အဖြူရောင်လင်းကကျွန်တော်ကိုဖုံးလွှမ်းသွားတယ်ကျွန်တော် level က8အထိတက်သွားပြီးမှတ်တမ်းစကိုးကနောက်ထပ်3000တက်သွားတယ်ကျန်တဲ့ triangle တွေကမင်းတို့၄ယောက်အတွက်ပဲဒီစကိုးကလွယ်လွန်းတဲ့ဆာရှာရဲ့ပါစက်အနှဲငယ်ဟသွားတယ်10မိနစ်ကျော်လေးနဲ့ပဲသူတို့စကိုးက Elite Academy ဝင်ခွင့် minimum dress ကိုရောက်သွားပြီးအရင်တုန်းက monster တကောင်တိုင်းကိုရင်ဆိုင်တိုင်းကျွန်တော်တို့အားကုန်သုံးခဲ့ရတယ်ဒါပေမဲ့ Ethan ရဲ့ shadow ကအရန်ကြောက်ဖို့ကောင်းတယ်ဘလို့ပဲ triangle တွေကိုတက်တကောင်မှပြန်မတိုက်ရဘူးအခုတော့အနက်ရောင်မီ
အားလုံး shadow ရဲ့ခန္ဓာကိုယ်ရဲ့ပြန်ဝင်သွားပြီးပုံမှန်မှာတော့ shadow က9 မီတာအထိကြီးထွားလာပြီးကျွန်တော်အခြေခံစက်အားလုံးခု20ကျော်သွားခဲ့တယ်ကျွန်တော် level ကလည်း10ရောက်သွားပြီးပထမအတန်းတက်ဖို့အချိန်ရောက်ပြီးဒီ college စမ်းသက်ပွဲပြီးဆုံးသွားပြီးဒန်ဂီယွန်ကကျောင်းသားတွေကို teleport လုပ်လိုက်တော့အဖြူရောင်လင်းတွေနဲ့ဖုံးဝထားတဲ့လူအုပ်ကြီးကကျေပြတ်တဲ့ပလာဇာထဲပြန်ပေါ်လာတဲ့ပတ်ဝန်းကျင်တစ်ခုလုံးအော်ဟဲအားပေးတန်တွေနဲ့စူးညံနေတဲ့ shadow ရဲ့9 မီတာပုံစံကကျွန်တော်ဘေးမှာတည်ငြိမ်စွာထိုင်နေတဲ့သူတကယ်လုံနိုင်ခဲ့တာပဲပထမနေရာကျောင်းအုပ်ကြီးမေဆန်တဲ့ဆရာတွေကစိတ်လှုပ်ရှားလုံးလို့မျက်နှာနီလာကြတယ်ကြောက်စရာကောင်းလိုက်တာသူကိုယ်တိုင်လည်းအရန်အားကြီးတယ်ဆမ်မိုနာတယောက်အနေနဲ့ဒီလောက်မွန်စတာများကြီးတတ်နိုင်တာမကြားဘူးမင်းကတော့မယုံနိုင်လောက်တဲ့ကျောင်းသားတယောက်ရထားတာပဲကျောင်းအုပ်ကြီးမေဆန်ကမစောင့်နိုင်တော့ပဲသူတို့ကိုဆွဲခေါ်ပြီးအီတန်စီသွားလိုက်တယ်ပလာဇာရဲ့တခြားတစ်ဖက်မှာတော့ဝီလိုရဲ့မျက်နှာဖြူဖြောနေတယ်သူမကတနာရီစောပြီးဒွန်ဂီယွန်ကထွက်ခဲ့တာ eliminate ဖြစ်ခဲ့ပြီးသူမရဲ့စကူးကအစင်းမြင့် academy တောင်ဝင်ခွင့်မရနိုင်တော့ဘူးအဲ့ဒီအတွင်းနဲ့ဝီလိုရဲ့မျက်လုံးတွေအစိပ်ပြင်းတဲ့မုန်းတီးမှုနဲ့တောက်လာတယ်တစ်ဖက်မှာတော့ crystal ကိုတဟတ်ရဲ့ကျောင်းနဲ့ဆရာတွေဝိုင်းနေကြတယ် cloud haven စကန်ကကန်ကောင်းလွန်းတဲ့ဒီလို monster professional တယောက်ထွက်လာတာဟုတ်တယ် crystal စိတ်မပြတ်ပါနဲ့မင်းရဲ့19500ကတကယ်အံ့ဩစရာကောင်းနေပြီးကျမအဆင်ပြေပါတယ် crystal က cloud haven စကန်ဘက်ကိုကြည့်လိုက်ပြီးတခုခုစဉ်းစားနေတယ်လို့ဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲမြို့နယ်အဆင့်ဦးဆောင်ပုတ်ထွက်လာတယ်မေးစရာမလိုဘူးကျွန်တော်ပထမနေရာမှာပဲ shadow ကတကယ် monster ပဲသူ့ရဲ့ကြီးထွားမှုကအဆုံးမရှိသလို evolution ကလည်းတစ်ခါတစ်တိုင်းတိုက်ခိုက်ရေးစွမ်းအားကလည်းကြောက်စရာကောင်းလောက်အောင်တက်လာတယ်ကျွန်တော်နောက်ထပ်ဆင့်ခေါ်တာကိုတော့စောင့်မရတော့ဘူးအိမ်ပြန်ရောက်တော့လီလီနဲ့အမေကိုသတင်းပြောလိုက်တယ်ပြည်နယ်ပထမအဆင့်ရတဲ့အတွက်ဟာစီယာကွိုင်းတတန်းလဲအကောင့်ထဲဝင်လာတယ်အခုကစပြီးအမေနဲ့လီလီတို့ဆင်းရဲဒုက္ခခံပြီးမနေရတော့ဘူးအတန်းတဆင့်တက်ချင်းအတွက်ပြင်ဆင်ဖို့ကျွန်တော်အခန်းထဲဝင်လိုက်တယ်ဒီအတန်းတက်ချင်းကဂျပန်ထောင်ချောက်တစ်ခုကိုပြီးအောင်လုပ်ပေးရမှာကျွန်တော်ကြည့်ပြီးတော့မတွန့်ဆုတ်ပဲကုန်ခန်းကိုနှိပ်လိုက်တယ်ကျွန်တော်ခန်းထဲကနေပျောက်ကွယ်သွားပြီး system notification ကို ordinate ကသူများရှစ်ချအောက်နဲ့ကိုလေးတဲ့ဒီကဘာဟာပျက်စီးလူနီးပါးအပေါက်ပေါင်းများစွာနဲ့ပြည်နေတဲ့ကဘာလူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်စတင်ပျောက်ကွယ်တော့မယ့်နေရာတင်ဟာကဲတင်ချင်းကိုယူဆောင်လာမလားဒါမှမဟုတ်ပျက်စီးခြင်းကိုလားဆိုပြီးမေးပြီးထပ်ပြောတယ်အချက်ရမည်အလုတ်တာဝန်တပေးဒုက္ခတာရဲတထောင်ကိုတုတ်တင်ပါဖြစ်နိုင်သမျှအသက်ရှင်ကျန်ရစ်သူတွေကိုကာကွယ်ပါရွေးချယ်ရမည်အလုတ်တာဝန်နဲ့မာတာကာလာမီတီကိုအရာအလုံးစသုံးပြီးစင်ကဲဖြစ်စဉ်ဖြစ်အောင်ကူညီပါစုစုပေါင်းပါဝင်သူများ10ယောက်ကန့်သက်ထားသောအချိန်24နာရီ Blue Star ကိုကိုယ်ဆန္ဒနဲ့ကိုပြန်သွား၍မရနိုင်ပါ System Notification ထပ်ပေါ်လာတယ်ကျွန်တော်ပျက်စီးနေတဲ့ Wasteland အလယ်မှာပေါ်လာတယ်မျက်မှောင်နှဲငယ်ကျုပ်ပြီးစဉ်းစားတောင်မနေပဲ Test 1ကိုရွေးလိုက်တယ်မာတာကာလာမီတီကအားလုံးကိုစားပစ်လိုက်ရင်ကျွန်တော် Shadow ကဘာစားရမှာလဲအဲ့ဒီအချိန်မှာပဲအနီးကမန်တကားတစ်ခုကနေလူတစ်ယောက်လွတ်ထွက်လာတယ်မှန်စပိုင်းစတွေမိုးလိုကျလာပြီးခန္ဓာကိုယ်တေးသေးနဲ့မိန်းကလေးတစ်ယောက်မြေပေါ်လဲကျသွားတယ်အသားမရှိတဲ့သွေးနီရောင်ထားသောသားရဲတကောင်ကမောင်မိုက်တဲ့နေရာထဲကနေထွက်လာပြီးသူ့မစီခုံဝင်လာတယ်ကောင်မလေးကဘေးကဓာတ်ရှိကိုလှမ်းယူဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီတေချင်းရဲ့ကြောက်ရွံ့မှုကသူမရဲ့နှလုံးသားထဲပြည့်နေလာပြီးလက်တွေကမျက်နှာကိုအလိုလိုကာလိုက်တယ်အဲ့ဒီအချိန်မှာပဲဓာတ်အလင်းတစ်ချက်ဖြတ်တန်းသွားတော့တော်တော်သားရဲရဲ့ခေါင်းပြတ်ထွက်သွားပြီးလေထဲကခန္ဓာကိုယ်ကဟန်ချက်ပြက်ကမြေပေါ်ပြုတ်ကျသွားပါတယ်ဟဲလိုငါကအီတန်ပါကျမကရောဘင်ဒီကဘာအကြောင်းမင်းမလို့ရှိသေးဆူရှာတဲ့မိမအတန်တန်ထွက်လာတယ်တခုခုမမှန်ဘူးအားလုံးနောက်ဆုတ်ကြရောဘင်ရဲ့မျက်နှာချက်ချင်းပြောင်းသွားပြီးကျွန်တော်ကိုဆွဲကာထွက်ပြေးဖို့လုပ်တယ်သူမစကားမဆုံးခင်မှာပဲကားတစ်စီးကအဝေးကနေတိုက်ရိုက်ကျွန်တော်တို့စီကိုလွင့်ပြန်လာတယ်ကျွန်တော်ရောဘင်ကိုအားနဲ့ဆွဲပစ်ပြီးကျွန်တော်နောက်ကိုပို့လိုက်တယ်စက်တက်ကိုရှေ့မှာခံပြီးတိုက်ရိုက်ခံလိုက်ပေမဲ့ပြင်းထန်တဲ့အရှိန်ကြောင့်ကျွန်တော်10 မီတာကျော်နောက်ဆုတ်လျှော့သွားပြီးမှရက်သွားတယ်ရောဘင်ကစိုးရိမ်စွာပြေးလာပြီးအဆင်ပြေရဲ့လားကျွန်တော်ရင်ထဲကတွေးတက်လာတာကိုဖိထားပြီးခေါင်းခါလိုက်ကအရှိကိုကြည့်လိုက်တော့ကျွန်တော်တို့ရှေ့မှာခြုံထက်တဲ့ဆူတွေဖုံးနေတဲ့နှစ်ချောင်းထောက်တာရဲကြီးတကောင်ရက်နေတယ်ဗလိတ်တီမုံပဲမလွတ်နိုင်တော့ဘူးရောဘင်ရဲ့မျက်လုံးတွေလေးနဲ့လာပြီးဓာတ်လက်ကင်ကိုတင်းဆုပ်ထားတယ်ဗလိတ်တီမုံကပုံမြန်လာပြီးနောက်တစ်စက္ကန့်မှာပဲမြေကြီးပောက်ကွဲသွားသလိုရှေ့တိုးဝင်လာတယ်ရောဘင်မတုံ့ပြန်နိုင်ခင်မှာပဲအရေးတစ်ခုကသူမဘေးကဖြတ်တန်းသွားပါပြီးကျွန်တော်စတက်ထဲကဓာတ်ကိုဆွဲထုတ်ပြီးဗလိတ်တီမုံရဲ့နှက်ဆိုးဓာတ်လက်နဲ့ထိခတ်လိုက်တယ်တန်တီတန်ခတ်တန်ပြင်းပြင်းထွက်လာပေါ့ဗလိတ်တီမုံကအော်ဟစ်ပြီးတခြားဓာတ်လက်ကြီးနဲ့ကျွန်တော်ခေါင်းကိုခုတ်လာပေမဲ့ကျွန်တော်အားနဲ့ပြန်ထိုးလိုက်ပြီးအော်ပြောလိုက်တယ်ရောဘင်မင်းသားငါကိုပေးရောဘင်ကတုံဆိုင်မနေပဲဓာတ်ကိုပစ်ပေးလိုက်တယ်ဗလိတ်တီမုံကဓာတ်ကိုစိန်ခေါ်မှုလို့သဘောထားပြီးသူ့ရဲ့လက်သားနှစ်ဖက်လုံးလှည့်ရင်းယူသွတ်စွာတိုက်ဝင်လာတယ်ဒါပေမဲ့ကျွန်တော်လုံးဝမကြောက်ပါဘူးလက်တစ်ဖက်မှာဓာတ်ရှည်တစ်ဖက်မှာဓာတ်တို့စက္ကန့်ပိုင်းအတွင်းမှာပဲဓာတ်စင်ချီတဲ့တိုက်ခိုက်မှုတွေဖလဲလိုက်ကြတယ်မြန်လုံးလို့အရေးကြံနေတယ်လို့တောင်ဖြစ်နေတာပေါ့ထောင်ချီတဲ့တိုက်ခိုက်မှုတွေပြီးနောက်အခွင့်အရေးတစ်ခုတွေးလိုက်တယ်ပြီးတာနဲ့ခေါင်းကိုအနှဲငယ်ဆောင်ပြီးတည်စေနိုင်တဲ့တိုက်ခိုက်မှုကိုရှောင်လိုက်ကဘယ်ဘက်လက်ထဲကဓာတ်ရှည်ကိုအပေါ်သို့ဝိတ်တင်လိုက်တော့ဗလိတ်တီမွန်ရဲ့လက်တစ်ဖက်ပြတ်ထွက်သွားတာပေါ့သူမတုံ့ပြန်နိုင်ခင်မှာပဲကျွန်တော်ဓာတ်ကမှကြောတဲ့အရေးခွန်ကိုဖောက်ပြီးသူ့နှလုံးကိုဓာတ်ရိုက်ထိုးဖောက်သွားတယ်ပြီးတော့ဗလိတ်တီမွန်ကြီးလဲကျတည်ဆုံးသွားပါပြီရောဘင်ကနာနေသေးတဲ့လက်ကိုပို့ရင်းလျှောက်လာပြီးရှင်ဒီကဘာကမဟုတ်ဘူးမလားကျွန်တော်ဘယ်လိုဖြေရမလဲမသိလို့ပေါ့ပပြုံးလိုက်တယ်အခုသွားလို့ရပြီးကာမစ်မာယာစမားကြောင့်ပဲဒီမာယာစမားကပ်ဘေးကတလောင်ဖြစ်နေခဲ့တာလူတွေပူပြီးမခံနိုင်တော့ဘူးယူသွားပြီးတက်ဖြတ်တာပဲပြီးတဲ့မွန်စတာတွေဖြစ်ကုန်ကြတယ်အခုမာယာစမားကထပ်ပြောင်းသွားပြီးအဆောက်အဦတွေတောင်တွေမြစ်တွေတောင်ပြောင်းလဲခြင်းတွေဖြစ်နေတယ်လူသားတွေဘယ်လိုရှင်တန်ရမလဲမသိတော့ဘူးဒီစကားတွေကြားပြီးဒီကဘာအကြောင်းကြမ်းဖြစ်နားလဲသွားတာပေါ့အဲ့ဒီအချိန်မှာပဲလမ်းကွေးတစ်ခုမှာလူတဒါစင်လောက်ပေါ်လာတဲ့အားလုံးကြောက်လန့်နေကြတယ်ရောဘင်မင်းပါလုံနေတာလဲအခုချက်ချင်းပြေးတော့
အယံမြင့်မြင့်မိမကအော်ပြောလိုက်တယ်သူမစကားဆုံးတာနဲ့မြေကြီးတုံခါလာပြီးကြီးမားတဲ့လိုက်တစ်ခုကျွန်တော်တို့စီတက်လာနေတယ်ညီမြန်းတဲ့မိုင်ယာစမာကကောင်းကင်မှာစူဝေးလာပြီးနေရာအနှံ့ကဟိန်းတန်တွေထွက်လာတယ်ကလာမီတီသားရဲတွေကအထက်မြင့်အဆောက်အဦတွေပေါ်ကနေပေါ်လာကြပြီးတွေးဆနေတဲ့မျက်လုံးတွေကလူတိုင်းကိုစိုက်ကြည့်နေတယ်အနီရောင်ခိုးငွေတွေကနေရန်တစ်ခုလိုပိတ်ဆို့လာပြီးအားလုံးကိုဝိုင်းပတ်လိုက်တော့လူတိုင်းရဲ့ခြေထောက်တွေနှိမ့်ကွေးလာတဲ့စိတ်ပြအားငယ်မှုကနှလုံးအောက်ခြေထဲကနေတက်လာတာပေါ့အားလုံးတရွေးမျိုးချလိုက်ကြတယ်ရောဘင်ငါနားမှာနေလူနာကကျွန်တော်ကိုကြည့်လိုက်ပြီးကျွန်တော်ကိုတခြားအသက်ရှင်ကျန်ရစ်သူအဖွဲ့ကလို့ထင်နေတယ်ဒါကိုကျွန်တော်ဂရုမစိုက်ဘူးရှေ့ကိုတိုက်ရိုက်လျှောက်သွားလိုက်တယ်နေဦးမင်းမလုံးမလို့လဲငါတို့ဝိုင်းခံထားရတယ်ဟီယိုလိုရမယ့်အချိန်မဟုတ်ဘူးလို့ပြောတော့မဟုတ်ဘူးသူတို့ကငါဝိုင်းထားတဲ့သူတွေဒီလောက်ကလာမီတီသားရဲ့အများကြီးတက်ရင်ငါရဲတဲ့အများကြီးတက်သွားမှာရှယ်ဒိုကိုဆင့်ခေါ်လိုက်တယ်အဖြူရောင်လင်းတောက်ထဲမှာ9မီတာမြင့်တဲ့ရှယ်ဒိုကချက်ချင်းပေါ်လာတယ်သူရဲဟိန်းတန်ကကောင်းကင်တောင်တုံခါသွားစေတယ်ရှယ်ဒိုရဲ့ဒေါင်းလိုက်သူငယ်အိမ်တွေကရှေ့ကကလာမီတီဘေးဝေ့ကိုအေးဆက်စွာစိုက်ကြည့်နေတယ်ထို့နောက်တိုင်နံပုံစံကိုဓာတ်ရိုက်ပြောင်းသွားက28မီတာအထိကြီးထွားသွားပြီးတချို့အဆောက်အဦတွေထက်တောင်မြင့်သွားတာပေါ့ရှယ်ဒိုရဲ့ခြေလက်တွေမြေကြီးပေါ်ကျလာတဲ့အခါမြေပြင်တစ်ခုလုံးအကွဲသွားတယ်ပြီးတော့ဒုံးကြီးတစ်စင်းလိုကလာမီတီဘေးအုပ်စုထဲတိုက်ရိုက်ဝင်သွားတဲ့အပြာရောင်မီတောက်တွေအောက်မှာကလာမီတီသားရဲ့တကောင်ချင်းစီကစက္ကန့်ပိုင်းပဲခံနိုင်တယ်။နာကျင်စွာအော်ဟေးရင်တည်ဆုံသွားပြီးရှယ်ဒိုကအန်နာဂျီအဖြစ်စုပ်ယူလိုက်တယ်။နောက်ကနေကြည့်နေတဲ့သူအားလုံးအံ့အားသင့်ပြီးတိတ်ဆိတ်သွားတော့တာပေါ့တတိထားရုတ်တရက်ကလာမီတီသားရဲဆယ်ကောင်ကျော်လောက်ကျွန်တော်တို့စီတိုက်ရိုက်ပြေးဝင်လာတယ်လူနာကချက်ချင်းတတိပေးអော်လိုက်ပြီးခြေထောက်တွေမြ мян လှုပ်ရှားက support ပေးဖို့ပြေးလာတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူမတိတ်ခနဲ့ရက်သွားတယ်သူမမြင်လိုက်တာကကျွန်တော်နောက်မဆုတ်ပဲရှေ့တိုးနေတဲ့ပုံပဲလက်ကထားရှိနေကလာမီတီသားရဲတွေကိုကော်ဖီထုတ်ခုတ်တယ်လို့တကောင်ပြီးတကောင်ခုတ်ပစ်နေတာမျက်တောင်တစ်ခက်တွင်းမှာပဲတိုက်ခိုက်လာတဲ့ကလာမီတီသားရဲအားလုံးတိတ်ကုန်ပြီးလူနာရဲ့ပါဆက်ဟာသွားတယ်ကျွန်တော်ခန္ဓာကိုယ်မှာပြောင်းလဲမှုလက္ခဏာတစ်ခုမှမရှိဘူးဆိုတော့ကျွန်တော်ဝေးဖြစ်တင်တာပေါ့အဲ့ဒီအချိန်မှာလူနာကတခုတတိယသွားတယ်6လအရင်တုန်းကစပလေးလိုက်ရှာရင်ကျွန်တော်လူတွေကိုသူမတွေ့ဘူးလေပြောင်းလဲမှုမဖြစ်ပေမဲ့အရန်အားကြီးတဲ့သူတွေအဲ့ဒီလူတွေကအသက်ရှင်ကျန်ရစ်သူပုံအောင်ရနေရတွေကိုဖျက်ဆီးကအသက်ရှင်ကျန်ရစ်နေသူတွေကိုကလာမီတီသားရဲတွေရှိပစ်ထားပြီးတက်ခိုင်းခဲ့တယ်ထွက်ပြေးဖို့ကြိုးစားတဲ့သူတွေကိုတောင်ခြေထောက်ချိုးပစ်ခဲ့တယ်လူမဆန်တဲ့အမိုက်ကောင်တွေပြီးတော့ငါတို့နဲ့တူတယ်လူပြောရဲသေးတယ်ဒီစကားကိုလူနာဘယ်တော့မှမမေ့ဘူးအီတန်ကအဲ့ဒီလူတွေလိုမဟုတ်ဘူးသူကျမကိုနှစ်ခါခဲခဲ့တယ်ရောဘင်ကလူနာပါစဉ်းစားနေလေတည်တယ်လို့မြင်ရှင်းပြတယ်ဘာပဲဖြစ်ဖြစ်သူနဲ့ဝေးနေအခုကလာမီတီသားရဲတွေရဲ့အာယုံများစုကသူ့စီရောက်နေတယ်အခွင့်အရေးရှိတုံးထွက်ပြေးမယ်ပြောပြီးလူနာကအသက်ပြင်းပြင်းရှူလိုက်တာပေါ့မျက်လုံးထဲမှာမုန်းတီးမှုတစ်ချက်တောက်သွားတယ်ဒါပေမဲ့သူတို့ရွှေ့ဖို့လုပ်တဲ့အချိန်မှာပဲမိုးကြိုးတစ်စင်းကောင်းကင်ကနေကျလာတယ်ဒီကနေဘယ်သူမှမဖြစ်ရဘူးရွှေရောင်စပင်နဲ့လူငယ်တယောက်စာအုပ်တအုပ်ကင်ပြီးအဆောက်အဦတွေကထွက်လာတယ်ရွှေရောင်စပင်မော်ဆီယာကကာထာစပေါ်လှုပ်လိုက်တာနဲ့လျှက်စစ်ဘောလုံးတွေတစ်လုံးပြီးတစ်လုံးပေါ်လာတာပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်မျက်နှာအေးခဲသွားဓာတ်ရှိကိုဘေးဘက်ဝိတ်ခုတ်လိုက်တော့ဓာတ်မြောင်တစ်ချောင်းနဲ့တန်တီတန်ခတ်တန်ထွက်လာတယ်လှပတည်တက်တဲ့မိမတယောက်ကျွန်တော်ရှိမှဖြည်းဖြည်းချင်းပေါ်လာပါပြီးတုံဆိုင်မနေပဲသူမရဲ့ခါတီတီကိုဓာတ်နဲ့ဖြတ်လိုက်ပေမဲ့သူမကပျောက်သွားပြီးမီတာများစွာအဝေးမှာပြန်ပေါ်လာတယ်ဘာစကားမှမပြောဘူးကျွန်တော်ခြေထောက်ကိုမြေကြီးပေါ်ဖိပြီးသူမစီဓာတ်ရိုက်ပြေးဝင်သွားတယ်မင်းတို့မလှုပ်ရှားတော့ဘူးလားလို့မိမလလေးကပြောလိုက်တာနဲ့အဆောက်အဦတစ်ခုထဲကနေမီတောက်အရှံကြီးပောက်ကွဲထွက်လာပြီးကျွန်တော်စီကိုလူတယောက်ခုံဝင်လာတယ်ဗလာတောက်တောက်မီအုံပြူသူကသူ့ရဲ့မီလက်တီးထိုးပါတော့တယ်မင်းကတကယ်ဆန်မွန်နာလားပြင်းထန်တဲ့မီတောက်တွေကျွန်တော်မျက်နှာစီပောက်ကွဲလာပေမဲ့ကျွန်တော်ပုံစံကတည်ငြိမ်နေပါတယ်ကျွန်တော်ကဓာတ်နဲ့တိုက်ထုတ်ပြီးသူ့ကိုနောက်ပြန်ဆုပ်အောင်လုပ်လိုက်တာပေါ့အဖွဲ့ခွဲမတူတဲ့ကစားသမားတွေပြန်လဲမွေးဖွားခြင်းတန်ကီယိုထဲမှာတယောက်ကိုတယောက်မတက်နိုင်ဘူးဖမ်းမိရင်အလိုရှိသူဖြစ်သွားမယ်ဒါပေမဲ့ဂိုင်းခွဲခြင်းပါတဲ့ပြန်လဲမွေးဖွားခြင်းတန်ကီယိုတွေကချွင်းချက်ပဲ task 1ကိုရွေးတဲ့သူတကယ်ရှိမယ်လို့မထင်ထားဘူးကြီးမြတ်သောဂျီယာကတန်ကီယိုထဲမှာဘလို့ရွေးရင်အသက်ရှင်နိုင်ခြင်းအမြင့်ဆုံးရမလဲမတင်ပေးဘူးလားကလာမီတီသားရဲတွေကအသာစီးရနေတာတိတာတဲ့အုံနောက်နည်းနည်းရှိရင်တော့ဘာရွေးရမလဲတိမှာပဲသူတို့6ယောက်လုံးကျွန်တော်ကိုပိတ်မိနေတဲ့တားကောင်လို့ကြည်နေကြတယ်ကျွန်တော်ကတော့အေးဆေးပဲပြောလိုက်တယ်စကားတခွန်ချဘူးလားအကောင်းဆုံးမှုဆိုးတွေကအမြဲတားကောင်လိုပဲပေါ်လာတတ်တယ်မင်းတို့ကိုဒီလောက်ပွန့်ပွန့်လင်းလင်းဆွဲထုတ်ခဲ့တာငါဘာမှမပြင်ဆင်မဲလာတယ်လို့ထင်နေတာလားမင်းတို့ခုနကစကားပြောတာတကယ်လာတဲ့အခကြီးငွေအနေနဲ့မင်းတို့စာပနာကိုငါတာဝန်ယူပေးမယ်ကျွန်တော်ဖြည်းဖြည်းချင်းပြုံးလာတဲ့စပွဲပေါ်ဟင်းတွေရောက်ပြီးရှယ်ဒိုစားတောက်ရမယ့်အချိန်ပဲရက်ဆက်တဲ့ဟင်းတန်ကြီးကနေရာအနှံ့ပြန့်နှံ့သွားတယ်အနက်ရောင်မီတောက်တွေကမီတာယာချီဖြန့်ကျက်သွားပြီးကြီးမားတဲ့အနက်ရောင်ဝင်ပလွေကြီးကိုဝန်းရံလိုက်တဲ့ခဏအတွင်းမှာပဲရှယ်ဒိုကနောက်ထပ်8ဆလောက်ကြီးထွားသွားပြီးပိုပြီးရက်ဆက်ကြမ်းကြုတ်တဲ့မာစတာတကောင်လို့ဖြစ်သွားတယ်သူတို့အားလုံးရဲ့စိတ်ဝိညာဉ်တွေကိုကြောက်ရွံ့မှုဓာတ်ရိုက်စီးဝင်သွားတယ်ကြီးမားတဲ့အနက်ရောင်ဝင်ပလွေကြီးသူတို့စီတိုက်ဝင်လာတာကြည်ရင်အေးဆက်တဲ့ကြောက်စိတ်ကခြေထောက်ကနေခေါင်းထိတက်လာတယ်စိတ်တောင်ပြက်လူနီးပါးဖြစ်သွားတယ်ရှယ်ဒိုရဲ့လက်သေးတွေကျလာတော့မယ့်အချိန်မှာသူတို့3ယောက်ကကျွန်တော်ကိုအတင်းဖောက်ထွက်ပြီးနေရာအနှံ့ထွက်ပြေးသွားကြပါပြီကန်ဆိုးတဲ့နောက်ဆုံးတစ်ယောက်ကတော့အော်တောင်မအော်နိုင်ဘူးရှယ်ဒိုကတခဏအတွင်းဆုတ်ဖြက်ပစ်လိုက်တယ်ဒါမြင်တော့ကြံတဲ့သူတွေချွေးတွေထွက်လာတာပေါ့သူတို့ကစင့်ခေါ်တာကိုထိန်းထားနိုင်ရင်လုံလောက်မယ်ထင်ခဲ့တာဒါပေမဲ့စင့်ခေါ်သူဖြစ်တဲ့အီတန်ကိုတိုင်းကလည်းသူတို့နဲ့တိုက်ခိုက်ရေးစွမ်းအားတူနေတယ်ပြီးတော့ဒီသားရဲကခံနိုင်ရေးအရန်ကြီးတဲ့အပြင် damage လည်းအရန်ပြင်းတဲ့ crowd control အောင်ပါသေးတယ်ထိန်းထားဖို့မပြောနဲ့3မိနစ်တောင်အသက်
သက်ရှင်နိုင်ဖို့ခက်တော့မယ်ရှဲတို့ကနောက်ထပ်ထားတဲ့စီပြေးဝင်တဲ့အချိန်မှာရွှေအောင်စပင်မော်စရာကတွားကြည့်ပြီးလျှို့ဝှက်ခါထားမြ မြန်ရွတ်လောက်တာပြင်းထန်တဲ့လျှက်စီးတွေစုပြီးမီတာဝက်လောက်ထူတဲ့ချိန်ကျိုးတွေဖြစ်လာကာရှဲတို့ရဲ့လက်ချေတွေနဲ့လေဘင်းကိုချီနှောင်လိုက်တယ်အခုတက်လိုက်တော့ငါ10စက္ကန့်ပဲထိန်းထားနိုင်မယ်သူစကားမဆုံးခင်မှာပဲရှဲတို့ရဲ့ညာလက်သေးတစ်ချက်ဆွဲလိုက်တာနဲ့လျှက်စစ်ချိန်ကျိုးတွေကျိုးပြတ်သွားတယ်ဘလို့ဖြစ်နိုင်တာလဲဒါငါအဆင့်တဲ့အရေးချင်းပဲရွှေအောင်စပင်မော်စရာကအံ့အားသင့်ပြီးစိုက်ကြည့်နေတယ်ကျွန်တော် Empower Cast လုပ်ပြီးနောက် Shadow ရဲ့ခံနိုင်ရည်ကနောက်တစ်ဆင့်တက်သွားပြန်တယ်ဒါမြင်တော့ဘယ်သူမှမထိန်ရတော့ဘူး Trump Record တွေအားလုံးထုတ်သုံးလိုက်ကြတယ်အပြာနုရောက်ဝတ်ထားတဲ့မိမကအရေးအများကြီးခွဲထွက်ပြီးနေရာအနှံ့ကနေကျွန်တော်ကိုထိုးလာတယ်ရုတ်တရက်သူမခေါင်းပုံမှာရေခဲချောင်းကြီးတွေပေါ်လာပြီးမိုးလိုကျလာတယ်သူမတလန့်ချင်းနောက်ဆုတ်ရတော့တယ်ရေခဲရောင်စပင်ရှည်နဲ့ကောင်းမလေးတစ်ယောက်ကအေးဆေးလျှောက်လာပြီးသူမပတ်ဝန်းကျင်မြေပြင်တစ်ခုလုံးနှင်းခဲတွေပြန့်နှံ့နေတယ်အနာကက်လာတဲ့ကလာမီတီသားရဲတိုင်းရေခဲရုပ်ဖြစ်သွားတယ်အံ့ဩစရာမရှိဘူးငါသူ့ကိုထိန်းထားမယ်ဗလာကြီးရဲ့မိအုံပြုသူက Manfano တဲကနေတိုက်ရိုက်ဝင်လာတယ်ကြံ3ယောက်လဲတစ်ချိန်နဲ့တိုက်ခိုက်လာပြီးစက္ကန့်ပိုင်းတွင်ကျွန်တော်ကိုအပိသက်ဖို့စူးစမ်းကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟိန်းတန်ကြီးတစ်ခုထွက်လာပြီး Hate Punk တွေငါထိုင် activate ဖြစ်သွားပြီးချက်ချင်းပဲ3ယောက်လုံးနောက်လှည့်ပြီးရှီယိုကင်ထားတဲ့ထိုင်ကြီးကိုဒေါသတကြီးစိုက်ကြည့်လိုက်ကြတယ်အဲ့ဒီနောက်ကြီးမားတဲ့အနက်ရောင်ဝန်ပလွေကြီးကအတိစိတ်ပြောက်သွားတယ်သူတို့3ယောက်နောက်မှာပေါ်လာတဲ့နောက်တစ်စက္ကန့်မှာပဲလက်သေးတွေဖြတ်တန်းသွားတဲ့လူ3ယောက်ကအပိုင်းလေးပိုင်းဖြစ်သွားတယ်ပြီးတော့ Shadow ကနောက်လှည့်ပြီးအနီးကအဆောက်အဦတစ်ခုကိုလက်သေးနဲ့ရိုက်ချလိုက်တယ်ကြောက်စပိုင်းစတွေမိမစီပြန်သွားပြီးအဝတ်တွေကိုဖောက်ထွက်ကအသားထဲစိုက်ဝင်သွားတယ် Shadow ကခဏအတွင်းအမိလိုက်ပြီးလက်သေးမြောက်ကခုတ်ချလိုက်တယ်အနက်ရောင်မီတောက်တွေကသူမခန္ဓာကိုယ်ကိုလုံးဝမျိုးချလိုက်တဲ့တစ်ဖက်မှာတော့ရေခဲမုန်တိုင်းတစ်ခုရုတ်တရက်ပောက်ကွဲလာတယ်ဖြစ်သွားတဲ့နေရာတိုင်းအဆောက်အဦတွေနဲ့အသက်ရှိအရာအလုံးရေခဲရုပ်ဖြစ်သွားတယ်မိဗလာကြီးလည်းချက်ချင်းရေခဲတိုင်ဖြစ်သွားတယ်အခုတော့တားကောင်9ယောက်ထဲက1ယောက်ပဲကျန်တော့တာပေါ့အလုံးတက်ဖြတ်ရန်ရည်ရွယ်ချက်နဲ့လှည့်ကြည့်လိုက်တဲ့အချိန်ရွှေအောင်စပင်မော်စရာရဲ့မျက်နှာဖြူဖြော်သွားတယ်သူကမိုးကြိုးနဲ့လျှက်စစ်ပုံတွေစက်တိုက်ပစ်ထုတ်လိုက်ပြီးမဲ့ကျွန်တော်တို့လှုပ်ရှားမှုအနှဲငယ်နဲ့အလုံးကိုရှောင်လိုက်တယ်ပြီးတော့ဓာတ်ရှည်တစ်ချက်ဝေးလိုက်တာနဲ့ရွှေအောင်စပင်မော်စရာရဲ့ကောင်းတဲ့ခန္ဓာကိုယ်ကွဲထွက်သွားတယ်မာတာကလာမီတီအကြောင်းသိလားသူကကလာမီတီသားရဲ့မရေတွက်နိုင်တဲ့အရေးအတွက်ကနေမွေးဖွားလာတဲ့တက်ရှိကိုအသိစိတ်ကိုပိုင်ရှိတယ်မင်းတို့မာတာကလာမီတီကိုသွားတတ်မလို့လားအမြင့်ဆုံးဝယ်ရင်ရဖို့တခုတည်းသောနီးကသူ့ကိုတတ်တာပဲဒါကဒီကဘာကိုကဲတင်ချင်းနည်းနည်းလေးပေးနိုင်တဲ့တခုတည်းသောအရာပေါ်ပြန်တွေ့ပြီးအီတန်ဟိုလီရှစ်မင်းကအရှိစကိုင်းပြည်နယ်ရဲ့တရားဝင်အာဏာပိုင်ပဲကိုဒီလောက်အားကြီးတာမဆန်းတော့ဘူးကျွန်တော်မဖြေရသေးခင်မှာပဲဘိတ်ထိုင်ကအံ့အားသင့်ပြီးထွက်သွားတယ်ခဏလောက်စကားပြောပြီးနောက်3ယောက်သားပိုရင်းနှီးလာပါပြီဘိတ်ထန်ရဲ့နာမည်ကရိုလန်ဆိုတာတိလိုက်ရပြီးကျွန်တော်မာတာကလာမီတီကိုတတ်မဲ့အကြောင်းပြောလိုက်တော့သူတို့2ယောက်လုံးတုတ်ဆိုင်မနေပဲသဘောတူလိုက်တာပေါ့3ယောက်သားမြို့လေစီချက်ချင်းထွက်လာကြတယ်မကြခင်တရားတစ်ခုစီရောက်သွားပြီးမျက်လုံးနီတောင်းနေတဲ့ကလာမီတီသားရဲတွေကယူသွတ်တယ်လို့ကျွန်တော်တို့စီဆင်းလာတဲ့ရှယ်ဒိုကတရားပေါ်ကနေတိုက်ရိုက်ခုန်ထွက်သွားပြီးကလာမီတီဘိတ်အုပ်ကြီးရဲ့ဝင်တိုက်လိုက်တဲ့လမ်းတစ်ခုလုံးကလာမီတီသားရဲတွေနဲ့ပြည့်နှက်သွားတာပေါ့အနက်ရောင်မီတောက်တွေပောက်ကွဲလာပြီးကျွန်တော်မျက်နှာတင်းမာသွားတယ်မာတာကလာမီတီကကျွန်တော်တို့ကိုသတိထားမိသွားပြီးခရစ်စတယ်ရဲ့မျက်လုံးတွေကရေခဲပြရောင်တောက်လာပြီးအေးဆက်တဲ့နက်ဖျားမလို့ဖြစ်နေပါပြီ။သူမခေါင်းပေါ်မှာချွန်ထက်တဲ့ရေခဲချုံတွေပေါ်လာပြီးခရစ်စတဲ့စိတ်ထဲကအမိန်ပေးလိုက်တာနဲ့ရေခဲချုံအားလုံးကနောက်ကနေလာနေတဲ့ကလာမီတီသားရဲစီပြစ်ထွက်သွားတယ်မရေမတွက်နိုင်တဲ့ကလာမီတီသားရဲတွေထိုးဖောက်ခံလိုက်ရပြီးအတန်းလိုက်လဲကျသွားတာပေါ့။ဒါပေမဲ့ပူပူပြီးရောက်လာနေတော့ပဲမြို့တစ်ခုလုံးကကလာမီတီသားရဲတွေနေရာအနှံ့ကနေဒီနေရာစီစုဝေးလာနေကြတော့ပေါ့ကျွန်တော်ဖိအားတက်လာတာခံစားလာရတယ်ဒီမြို့ထဲမှာကလာမီတီသားရဲတန်ပေါင်း10တန်း100လောက်တောင်ရှိနိုင်တယ်။အားကုန်သွားတဲ့အထိတက်တောင်အကုန်မပြီးနိုင်ဘူး။ဒါကြောင့်ကျွန်တော်လိုက်တဲ့ခေါင်းကိုဖျက်လိုက်ခန္ဓာကိုယ်ကပြိုလဲသွားမယ်ရှယ်ဒိုမာတာကလာမီတီကိုသွားသက်ရှယ်ဒိုကတရားကိုဖျက်ပြီးတစ်ဖက်စီပြေးဝင်သွားတယ်တရားတစ်ဖက်မှာအန်ရပြင်းထန်တဲ့အရာတစ်ခုရှိနေတယ်မာတာကလာမီတီပဲရှယ်ဒိုတရားတစ်ဖက်ကိုရောက်တဲ့အချိန်မှာပဲ15မီတာရှည်တဲ့အနက်နီအောင်မကောင်းဆိုးဝါးတစ်ကောင်မြူရဲကနေပေါက်ထွက်လာပြီးရှယ်ဒိုကိုရိုက်ချလိုက်တဲ့အဆောက်အဦများစွာပြိုကျသွားပြီးရှယ်ဒိုကအဆောက်အဦတွေကိုဖောက်ထွက်လွင်သွားတယ်မီတာ20ကျော်ဝေးမှရက်သွားတယ်ရှယ်ဒိုကဟိမ့်လိုက်ပြီးဖုံဖုံတွေခါချလိုက်တယ်ကွန်ကရစ်နဲ့ကြောက်တုံးအပြက်စီးတွေကြားကနေထလာပြီးအေးဆက်တဲ့ဒေါင်းလိုက်သူငယ်အိမ်မျက်လုံးတွေကမာတာကလာမီတီကိုစိုက်ကြည့်နေတဲ့မီတာ60ကျော်ကျတဲ့မျက်လုံးကြီးတစ်လုံးပတ်လည်မှာမျက်လုံးအသေးပေါင်းမရေမတွက်နိုင်အောင်ရှိနေပြီးအားလုံးကရှယ်ဒိုကိုပြန်စိုက်ကြည့်နေတဲ့အနက်ရောင်မီတောက်တွေရှယ်ဒိုပတ်လည်ပောက်ကွဲလာပြီးသူတိုက်ခိုက်မှုစတင်လိုက်တဲ့ခန္ဓာကိုယ်တစ်ခုလုံးရှေ့ကိုပောက်ကွဲသလိုထိုးတက်သွားတဲ့ရှယ်ဒိုကအားအပြည့်သွင်းခြင်းအောက်မှာပျက်စီးနေတဲ့အဆောက်အဦတွေတုန်ခါလာတဲ့မျက်လုံးကြီးရဲ့မျက်လုံးအားလုံးတစ်ပြိုင်နက်ကျုံသွားပြီးနက်နီအောင်မကောင်းဆိုးဝါး15ကောင်ရှယ်ဒိုစီဓာတ်ရိုက်ဝင်လာတဲ့ရှယ်ဒိုကရှောင်းနိုင်တာတွေရှောင်းလိုက်ပေမဲ့မရှောင်းနိုင်တာကိုတော့အနက်ရောင်လင်းဖုံးထားတဲ့လက်သေးတွေနဲ့ခုတ်ချလိုက်တဲ့တန်ဖို့တလို့အတန်ကြီးထွက်လာတဲ့ရုတ်တရက်နက်နီအောင်မကောင်းဆိုးဝါးတကောင်ရှယ်ဒိုကိုရိုက်မိသွားပြီးသူ့ကိုနောက်ပြန်လွင်သွားစေတဲ့စက္ကန့်ပိုင်းတွင်ရခဲ့တဲ့အကွာအဝေးအားလုံးပြတ်သွားတယ်။အရင်တုန်းကတော့ရှယ်ဒိုကတိုင်တန်ဖောင်းရဲ့အလွန်မင်းခွန်အားနဲ့ကာကွယ်ရေးကိုအားကိုးပြီးအနီးကပ်တိုက်ပွဲမှာရန်သူတွေကိုဖိတိုက်ခဲ့တာဒါပေမဲ့အခုမျက်လုံးကြီးနဲ့တိုက်ခိုက်ချိန်မှာအဲ့ဓာတွေအလုံးမဖြစ်တော့ဘူး။ရှယ်ဒိုကဟိမ့်တန်ကြီးထုတ်လိုက်တဲ့အနက်ရောင်မီတောက်တွေထိမထားပဲပောက်ကွဲထွက်လာပြီးအပူပြင်းထန်မှုကနေရာအနှံ့ရိုက်ခတ်သွားတယ်။ရှယ်ဒိုဆွမ်းအားကိုအမြန်ဆုံးသုံးဆွဲရင်းအသက်ပေးရမယ့်တိုက်ပွဲတစ်ခုလိုရှေ့ကိုထပ်မံပောက်ကွဲသလိုတိုးဝင်သွားတယ်။ကျွန်တော်ဘက်မှာတော့စိတ်တင်းကျပ်လာတဲ့
shadow နဲ့ဝိညာဉ်ချိတ်ဆက်မှုရှိနေတဲ့အတွက်သူ့ရဲ့အသက်ဆွမ်းအားတဖြည်းဖြည်းလျော့နေလာတာကိုမတိမတာခံစားမိနေတယ်အဲ့ဒီအချိန်မှာ Crystal ကရုတ်တရက်သူမရဲ့ရေခဲပြာရောင်မျက်လုံးတွေဖွင့်လိုက်တယ် Frost အနိုင်ရလေးရှင်ခဏအတွင်းမှာပဲ Calamity သားရဲ့မရေမတွက်နိုင်တဲ့အရေးအတွက်ကရေခဲအစအနတွေဖြစ်ကွဲထွက်ပြန်တန်းသွားတယ်အခွင့်အရေးကိုရချိန်ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်မာတာ Calamity ကိုတွားရကြအခုတခုတည်းသောအခွင့်အရေးက shadow ကိုပြောင်းလဲမှုဖြစ်စေရမှာအားပဲမကြခင်၃ယောက်သားမျိုးလေကိုရောက်သွားတဲ့ရှေ့ဘက်ကနေဟိမ့်တန်ကြီးထွက်လာတော့ကျွန်တော်တို့တုံဆိုင်မနေပဲပြေးဝင်သွားကြတယ်မကြခင် shadow ကိုတွေးလိုက်ရပေမဲ့ဒဏ်ရာအပြင်းထန်ရနေပြီးတေကာနီနီဖြစ်နေတာပေါ့ဒါပေမဲ့သူ့လက်သေးတွေကမြေကြီးကိုတင်းတင်းဆုပ်ထားတော့မယ်မကောင်းဆိုးဝါးတွေဘလောက်ပဲရိုက်နောက်မဆုပ်ဘူးဖြည်းဖြည်းချင်းကောင်းမမာနဲ့ရှေ့တိုးနေတော့မယ်ဒါမြင်တော့ကျွန်တော် shadow စီဓာတ်ရိုက်ပြေးသွားတယ် shadow ဒီ Calamity သားရဲတွေကိုက်စားလိုက်တစ်ချိန်တည်းမှာပဲ Restore နဲ့ Empower ကို cast လုပ်လိုက်တဲ့ဖြော့အဖြူရောင်လင်းက shadow အပေါ်မှာလင်းလာတယ် shadow ရဲ့မျက်လုံးတွေတုန်ခါသွားတယ်ဟိမ့်တန်ကြီးနဲ့အတူလက်နီရောင်မကောင်းဆိုးဝါးတွေကိုတွန်းထုတ်ပြီး Calamity ပိတ်လိုင်းကြီးတဲ့တိုက်ရိုက်ပြေးဝင်သွားတယ်အနက်ရောင်မီတောက်တွေကကြာပန်းတပွင့်လိုပွင့်ထွက်လာပြီးချက်ချင်းပြန့်နှံ့သွားတဲ့မျက်လုံးကြီးကအခြေအနေမကောင်းတာသတိထားမိပြီး Calamity သားရဲ့အားလုံးကိုဝေးဝေးနေရမယ်လို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့နောက်ကျသွားပြီးမဆုံးနိုင်တဲ့အနက်ရောင်မီတောက်တွေကကိုက်စားထားတဲ့စွမ်းရည်တွေကို shadow ရဲ့ခန္ဓာကိုယ်ရဲ့ပြန်ဝင်လာတယ်တုံဆိုင်မနေပဲ panel ပေါ်က Evo ကိုနှိပ်လိုက်ပါပြီး shadow ရဲ့အတွင်းနက်ထဲကနေကြောက်စရာကောင်းတဲ့အနက်ရောင်စွမ်းအားတစ်ခုပေါက်ကွဲထွက်လာတဲ့ကောင်းကင်ထိတက်သွားတဲ့အနက်ရောင်လင်းတိုင်ကြီးဖြစ်သွားတယ်shadow ရဲ့ခန္ဓာကိုယ်ကခဏအတွင်းမီတာ100ကျော်အထိကြီးထွားသွားတယ် system notification ဂုဏ်ယူပါတယ်မင်းရဲ့ shadow ဟာစကေးစုကိုရရှိသွားပါပြီ system notification ဂုဏ်ယူပါတယ်မင်းရဲ့ summon shadow ဟာAmen body ဆိုတဲ့ talent အသစ်ကိုရရှိသွားပါပြီ stat အားလုံးအမှတ်60တိုးမြင့်သွားပါတယ်ကျွန်တော်အသက်ရှူထုတ်လိုက်တဲ့နောက်ထပ်အပြည့်အဝအဆင့်မြင့်တင်မှုတစ်ခု shadow ရဲ့ downlight မျက်လုံးတွေကမျက်လုံးကြီးကိုစိုက်ကြည့်နေတဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးပြောင်းလဲသွားပြီးမာကျောတဲ့ဝန်ပုံတွေမွေးတွေကရွှေရောင်လင်းဖြော့ထွက်နေပြီးနက်ဖျားလိုအုပ်စိုးမှုရှိတဲ့အရှိန်အဝါတစ်မျိုးထွက်ပေါ်နေပါပြီအသစ်တစ်ဖန်ပြန်မွေးဖွားလာတယ်လို့ပဲဂျိုင်ယက်အိုင်ဘောရဲ့မျက်လုံးတွေပြင်းထန်စွာတုန်ခါလာတယ်အနက်ရောင်စွမ်းအားပေါက်ကွဲထွက်လာတဲ့အချိန်မှာပဲအရာအလုံးကိုကိုက်စားခြင်းနဲ့စာလောင်မှုအရှိန်အဝါကြောင့်သူအေးခဲတယ်လို့ရက်သွားတယ်ဒါပေမဲ့နောက်ဆက်တွဲကတော့အဆုံးမရှိတဲ့ဒေါသပဲသူလဲဒီဘောလုပ်ပြီးဤဘိုးဖြစ်နိုင်တယ်အပြင်းဆုံးဖြစ်လာရမယ့်သူကသူပဲအထူးဆုံးနက်နီရောင်မကောင်းဆိုးဝါးတွေတပြိုင်နက်တည်းရိုက်ထွက်လာပြီးလေထုတောင်ပောက်ကွဲတန်ထွက်လာတယ်ရှယ်ဒိုကတော့တောင်တလုံးလိုမလုံးမရှက်ရက်နေတယ်နက်နီရောင်မကောင်းဆိုးဝါး15ကောင်ကသူ့ကိုရိုက်မိသွားပေမဲ့ရွှေရောင်လင်းကနည်းနည်းလေးပဲတုန်ခါသွားတယ်အနက်ရောင်မီတောက်တွေကဂလက်နီနဲ့တိုက်တန်ဖောင်းလို့နဲ့ပေါင်းစည်းပြီးချက်ချင်းပောက်ကွဲလာတယ်အနက်ရောင်မီတောက်တွေကမီတာ400မြင့်နဲ့ရက်စက်ချမ်းကျုပ်တဲ့တားရဲရိပ်ကြီးဖြစ်လာတယ်တိုက်ပွဲနေရာတစ်ခုလုံးအနက်ရောင်မီးပင်လည်းဖြစ်သွားတယ်ရှယ်ဒိုကမျက်လုံးကြီးစီဓာတ်ရိုက်ပြေးဝင်သွားတယ်သူ့လက်သေးတွေမြောက်လိုက်တဲ့အခါကြီးမားတဲ့တားရဲရိပ်ကြီးရဲ့လက်သေးတွေကလည်းတပြိုင်တည်းမြောက်လာတယ်အနက်ရောင်မီးတောက်နဲ့ဖွဲ့ထားတဲ့လက်သေးတွေခုတ်ချလိုက်တာမျက်လုံးကြီးရဲ့ဘေးကမျက်လုံးတွေချက်ချင်းကန်းသွားတာပေါ့နာကျင်မှုအော်တန်ကြီးကောင်းကင်ကြီးထွက်လာတယ်မကောင်းဆိုးဝါးတွေယူသွတ်တယ်လို့ရှယ်ဒိုကိုလိုက်နေကြပေမဲ့ထိခိုက်မှုတစ်ခုမှမပေးနိုင်တော့ဘူးဂျိုင်ယက်အိုင်ဘောကဟိမ့်လိုက်ပြီးကာမစ်မိုင်ယာစမာကိုအမြန်ဆုပ်ယူလိုက်တယ်ခဏအတွင်းမှာပဲမျက်လုံးကြီးဟာအရွယ်စားနောက်တစ်ဆတက်သွားတယ်။လက်နီရောင်မကောင်းဆိုးဝါးတွေမှာလည်းချွန်ထက်တဲ့စူးကျွန်းတွေမရေမတွက်နိုင်အောင်ထွက်လာတယ်။ဒါကမူလကနောက်ဘဝအဆင့်ကိုဤဘိုးဖြစ်ဖို့တင်ထားတဲ့စွမ်းအားပဲအခုတော့အချိန်မတိုင်ခင်တုံးရတော့တယ်။လက်နီရောင်မကောင်းဆိုးဝါးတွေကရှယ်ဒိုကိုနေရာအနှံ့ကနေဝိုင်းလိုက်တယ်။နှစ်ဖက်စလုံးယူသွတ်စွာတိုက်ခိုက်ကြပါပြီးမြေကြီးတစ်ခုလုံးမရက်မနာတုန်ခါနေပြီးဟိမ့်တန်တွေကောင်းကင်တခွင်ပြန့်နှံ့နေတယ်။နာရီများစွာကြာပြီးနောက်အပြက်စီးတွေပေါ်မှာရှယ်ဒိုတကောင်နဲ့ပဲရက်ကျန်နေတယ်။မျက်လုံးကြီးရဲ့မျက်လုံးပေါင်းများစွာအားလုံးတိတ်ဆုံးသွားပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအနက်ရောင်မီတောက်တွေကတဖြည်းဖြည်းကိုက်စားနေတယ်။ဒါကိုမြင်တော့ Crystal နဲ့ကျွန်တော်နှစ်ယောက်လုံးပြုံးမိသွားတယ်မာသာ Calamity ကိုတတ်နိုင်ခဲ့တဲ့အပြင် Calamity သားရဲ့ထောင်ပေါင်းများစွာကိုလည်းတတ်နိုင်ခဲ့တယ်ကျွန်တော်တို့ရမယ့်အဆင့်သတ်မှတ်ချက်ကတေချာပေါက်အရင်မြင့်မယ်နောက်တစ်နေ့မှာတော့အလင်းတစ်ချက်တောက်သွားပြီးကျွန်တော်တို့၃ယောက်ရက်နေတဲ့နေရာကနေပျောက်ကွယ်သွားတယ်